င်္ဂလာပါရှင် Mind Treasures by Billy Page ကနေပြီးတော့မှပြန်လေးကြိုဆိုလိုက်ပါရယ်ဆိုတော့ဒီကနေ့မှာဖူးကနေပြီးတော့မှအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ knowledge sharing တွေကိုလုပ်ပေးအောင်မှာဖြစ်တဲ့အတွက်ဒီကနေ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့မမေ့ပါနဲ့ကဲဒီတော့ဖူးကနေပြီးတော့ဒီနေ့ hot နဲ့ warm ရဲ့အဓိပ္ပာယ်ကိုပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီနှစ်ခုကပူတယ်နွေးတယ်လို့အဓိပ္ပာယ်ရတယ်ဒါပေမဲ့သူတို့ရဲ့ degree လေးတွေကတော့နည်းနည်းကွာတယ်အဲ့တော့ဒီနှစ်ခုကိုဒီကနေ့ရှင်းပြပေးပါမယ်အတူတူလိုက်ပြီးတော့မှကြည့်လိုက်အောင် warm နွေးတယ်များသောအားဖြင့် warm ဆိုတဲ့ဥစ္စာကိုအပူချိန်နွေးလေးတက်တောင့်တရှိတဲ့အခြေအနေမျိုးကိုပြောတာဖြစ်ပါတယ်အများအားဖြင့်ပျော်ရွှင်စရာကောင်းတဲ့ခံစားချက်ကိုပေးပါတယ်အရန်အေးလွန်းတာလည်းမဟုတ်သလိုအရန်ပူလွန်းတာလည်းမဟုတ်ဘူးအလေအလတ်အဆင့်မှာရှိတဲ့နွေးတဲ့အရာကိုပြောတာဖြစ်ပါတယ်တက်တောင့်တက်တာရှိပြီးတော့မှနေလို့ဖွယ်ကောင်းတဲ့အပူချိန်ကိုပြောချင်တယ်နွေးထွေးရှိတယ်လို့ပြောချင်တယ်ဆိုရင် warm ကိုသုံးပါတယ် It's a warm spring day perfect for a walk နွေဦးရာသီရဲ့နွေးထွေးတဲ့နေ့တစ်နေ့မလို့လမ်းလျှောက်ဖို့အကောင်းဆုံးပဲနွေးထွေးရှိတယ်ဒီလိုမျိုးပြောတာဖြစ်ပါတယ်ဒါကတော့ရာသီဥတုမှာသုံးတာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့အစားအသောက်မှာလည်းပဲဒီ warm ဆိုတဲ့စကားလုံးလေးကိုသုံးလို့ရပါတယ် She enjoyed a warm cup of tea သူမကနွေးနေတဲ့လက်ဖက်ရည်တစ်ခွက်ကိုတောက်ခဲ့တယ်အဲ့တော့အစားအသောက်မှာနွေးတယ်လို့ပြောချင်တယ်ဆိုရင်လည်း warm ဆိုတဲ့စကားလုံးကိုသုံးလို့ရပါတယ်နောက်တစ်ခုကတော့စိတ်ခံစားချက် emotional ကိုပြောချင်တယ်ဆိုရင်လည်း warm ဆိုတဲ့စကားလုံးလေးကိုသုံးလို့ရပါတယ်ရှင်ဘယ်လိုချိန်နေမျိုးမှာသုံးလဲဆိုတော့ I received a warm welcome from my family ကျမရဲ့မိသားစုစီကနေပြီးတော့မှနှွေးထွေးတဲ့ကြိုဆိုမှုကိုရခဲ့တယ်ဒီလိုမျိုး emotion စိတ်ခံစားချက်နဲ့ပတ်သက်တဲ့နှွေးထွေးမှုကိုပြောချင်တယ်ဆိုရင်လည်း warm ကိုသုံးလို့ရပါတယ်အဲ့တော့ warm ရဲ့အဓိပ္ပာယ်ကအရန်ပူတာမဟုတ်သလိုအရန်အေးတာလည်းမဟုတ်ဘူးအလေအလတ်ခံစားချက်ပြီးတော့မှစိတ်ခံစားချက်ကောင်းတဲ့ပျော်ရွှင်စရာကောင်းတဲ့နှွေးထွေးမှုမျိုးကိုပြောချင်တယ်ဆိုလို့ရှိရင် warm ကိုသုံးတယ်အစားအသောက်မှာသုံးလို့ရတယ်လို့စိတ်ခံစားချက်မှာလည်းသုံးလို့ရတယ်ရာသီဥတုနွေးထွေးရှိတာကိုလည်း warm လို့သုံးလို့ရပါတယ်ကဲဒါဆိုရင်ဘူးတော့ hot ဆိုတဲ့စကားလုံးလေးကိုအတူတူလိုက်ပြီးကြည့်ကြည့်အောင် hot ကတော့ warm ထက်အပူချိန်အများကြီးပိုပါတယ်တက်တောင့်တက်တာမဖြစ်ဘူးအရန်ကိုပူပြီးတော့မှတစ်ခါတလေမှာဒေါသဖြစ်စေလောက်တဲ့အထိတစ်ခါလေးကြာလို့ရှိရင်အန်ဒီရဲ့ရှိတဲ့အဆင့်လောက်ထိကိုရောက်နိုင်တဲ့အပူချိန်မျိုးကို hot ဆိုတာသုံးပါတယ်ပူတယ်လို့အဓိပ္ပာယ်ရပါတယ်မြင့်မားတဲ့အပူချိန်အရန်ပြင်းတဲ့အပူချိန်မျိုးကိုပြောချင်တယ်ဆိုရင် hot ဆိုတဲ့စကားလုံးကိုသုံးပါတယ်မတက်မတာဖြစ်တယ်လက်နဲ့ထီလို့ကင်လို့မရတော့အောင်ကိုအရန်ပူတယ်လို့ပြောချင် hot ဆိုတဲ့စကားလုံးကိုသုံးပါတယ်ဒါဆိုရင်ဥပမာလေးတွေကိုအတူတူကြည့်မယ်နော်ပထမတစ်ခုရာသီဥတုကိုကြည့်အောင် Be careful the sun is too hot to walk on a bare feet ပဋိဌာတဲတွေကခြေပလာနဲ့လမ်းလျှောက်ဖို့အတွက်အရန်ပူနေတယ်ဒီလိုရာသီဥတုအခြေအနေအရန်ပူတာမျိုးကိုပြောချင်တယ်ဆိုရင် hot ကိုသုံးပါတယ်ဒါဆိုရင်အစားအသောက်မှာပေါ့အစားအသောက်မှာဆိုရင်တော့ This soup is still hot let it cool down first ဒီဟင်းချိုကပူနေတော့မယ်အေးအောင်ထားလိုက်ပါဆိုတော့တောက်တဲ့အချိန်မှာရှာအပူလောင်သွားနိုင်တဲ့အခြေအနေမျိုးအရန်ကိုပူနေတာဖြစ်တဲ့အတွက်ဒီအခြေအနေမျိုးမှာလည်း hot ဆိုတဲ့စကားလုံးကိုသုံးပါတယ်နောက်တစ်ခုဘလို့အခြေအနေမျိုးမှာသုံးလို့ရသေးလဲဆိုတော့အရသာအရန်ဆက်တယ်ပူတယ်ဆိုတာမျိုးကိုသုံးချင်တယ်ဆိုရင်လည်း hot ဆိုတဲ့စကားလုံးကိုသုံးလို့ရပါတယ်The curry was surprisingly hot. Hot ကို spicy လို့လည်းအဓိပ္ပာယ်ရတယ်ဆက်တယ်ပေါ့နော်ဟင်းကမထင်ထားလောက်အောင်ကိုအရန်ဆက်တယ်လို့အဓိပ္ပာယ်ရပါတယ်ဒီတော့ hot ကိုကြာရင်ရာသီဥတုအခြေအနေအစားအသောက်အရသာဆက်တယ်ဆိုတဲ့အခြေအနေမျိုးမှာသုံးချင်တယ်ဆိုရင် hot ကိုသုံးပါတယ်ကဲဒီတော့လွယ်လွယ်လေးမှတ်မယ်ဆိုရင် warm ကတက်တောင့်တက်တာရှိတဲ့အခြေအနေရာသီဥတုအရန်မပူဘူးအရန်မအေးပဲနဲ့အလဲလမ်းမှာနွေးရှိတဲ့အခြေအနေမျိုးမှာ warm ဆိုတဲ့စကားလုံးကိုသုံးပြီးတော့ hot ကတော့အရန်ပူပြီးတော့မှတက်တောင့်တက်တာမဖြစ်တဲ့အခြေအနေမျိုးအန်ဒီရဲ့ရှိစေနိုင်တဲ့အပူချိန်မျိုးကိုပြောချင်တယ်ဆိုရင် hot ဆိုတဲ့စကားလုံးကိုသုံးပါတယ်ဒီတော့ဒီကနေ့မှာ warm နဲ့ hot ရဲ့အကြောင်းကိုပြောပြပေးသွားတာဖြစ်တယ်။နားလည်သွားပြီလို့ထင်တယ်။ဒီ
ဒီ warm နဲ့ hot ဆိုတဲ့စကားလုံးကိုဘယ်လိုအခြေအနေမျိုးမှာသုံးလို့ရတယ်ဆိုတာကိုလည်းပြောပြပေးသွားတာဖြစ်တဲ့အတွက်ဒီစကားလုံးနှလုံးကိုရှင်းရှင်းလင်းလင်းနားလည်သွားမယ်လို့ထင်ပါတယ်ဒီဗီဒီယိုလေးကအားလုံးအတွက်အကျိုးရှိရဆိုရင် like and share လုပ်ပေးခဲ့ဖို့လည်းမမေ့ပါနဲ့နောက်ဗီဒီယိုတွေကြားလို့ရှိရင်ပြန်ပြီးတော့မှတွေ့ကြပါမယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်